အမောင်ထဲမှာတယောက်တည်းရှိနေတယ်လို့ထင်ရပေမဲ့တကယ်တော့တစုံတစ်ယောက်ကတင့်ကိုအနီးကပ်စောင့်ကြည့်နေတာမျိုးကြုံဘူးပါသလားဒီဗီဒီယိုကတော့ထူးဆန်းတဲ့အငွေ့အသက်တွေကိုခန်းစားမိတတ်တဲ့သူတွေနဲ့ဝိညာဉ်လောကရဲ့လျှို့ဝှက်ချက်တွေကိုစိတ်ဝင်စားသူတွေအတွက်ဖြစ်ပါတယ်အထူးသဖြင့်နေအိမ်မှာဖြစ်ဖြစ်ကားမောင်းနေရင်ဖြစ်ဖြစ်မရှင်းပြနိုင်တဲ့အရာတွေဖြစ်လာတဲ့အခါဘလို့လက္ခဏာတွေကတတိထားစရာလဲဆိုတာကိုပြောပြပေးသွားမှာပါတကယ်တော့မိတ်ဆွေတို့တိထားတဲ့ကဘာကြီးရဲ့အပြင်ဘက်မှာကျွန်တော်တို့တတိမထားမိတဲ့အရာတွေအများကြီးရှိနေပါတယ်ဇလန်းရဲ့အဆုံးမှာတော့လူသူမရှိတဲ့အခန်းတစ်ခုထဲကနေထွက်ပေါ်လာတဲ့လက်ပွေရာတွေရဲ့လျှို့ဝှက်ချက်ကိုသိရှိသွားမှာဖြစ်ပါတယ်တိုကျိုမြို့ရဲ့အီကီဘူကူရိုအရက်မှာတငယ်ချင်း2ယောက်ဟာအခန်းကသက်သာတဲ့တိုက်ခန်းတစ်ခုကိုငှားနေခဲ့ကြပါတယ်အစပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲဒါပေမဲ့တပတ်လောက်ကြာတဲ့အခါမှာတော့နံရံပေါ်မှာလက်ဖွေရာတွေစတင်ပေါ်လာခဲ့ပါတယ်ပထမတော့ဖုံတွေကြောင့်လို့ထင်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့လူကြီးလက်ဝါးရာတွေတာမကခလင်းငယ်တယောက်ရဲ့လက်ဖွေရာတွေပါထင်ထင်ရှားရှားပေါ်လာခဲ့ပါတယ်ဒီလက်ဖွေရာတွေဟာတနည်းထက်တနည်းပူပြီးတောက်ပလင်းလက်လာတာကိုသူတို့တတိထားမိခဲ့ကြပါတယ်အခန်းဖော်တငယ်ချင်းကတော့ဒီအချီနီကိုကြောက်လန့်ပြီးအခန်းထဲကနေမထွက်ရတော့တဲ့အထိဖြစ်လာခဲ့ပါတယ်တရက်မှာတော့အခန်းဖော်တငယ်ချင်းဖြစ်သူကအလုတ်ကနေပြန်မလာတော့ပဲပျောက်ဆုံးသွားခဲ့ပါတယ်နောက်ပိုင်းမှာတော့တငယ်ချင်းဖြစ်သူရဲ့မိခင်စီကနေဖုန်းဆက်လာပြီးသားဖြစ်သူနဲ့ဆက်သွယ်လို့မရကြောင်းပြောပြခဲ့ပါတယ်အဲဒီနောက်မှာတော့ပျောက်ဆုံးနေတဲ့တငယ်ချင်းစီကနေဖုန်းဝင်လာပြီးငါပြန်လာလို့မရတော့ဘူးလို့ပဲတုံရင်နေတဲ့အတန်နဲ့ပြောခဲ့ပါတယ်အခန်းထဲကိုတွားကြည့်တဲ့အခါမှာတော့နံရံတစ်ခုလုံးဟာအနက်ရောင်လက်ဝီယာတွေနဲ့ပြည့်နေနေတာကိုတွေ့လိုက်ရပါတယ်ဝိညာဉ်ရေးရကျွမ်းကျင်သူတယောက်ကတော့အဲ့ဒီနေရာရဲ့လိပ်စာကိုကြားယုံနေတဲ့ဒီအခန်းကိုချက်ချင်းဆွန့်ခွာပါလို့တတိပေးခဲ့ရပါတယ်ညဘက်ကားမောင်းနေရင်တစုံတစ်ယောက်ကစောက်ကြည့်နေတယ်လို့ခံစားရတာကလည်းတကယ်ကိုထိတ်လန့်စရာပါတခါကအမျိုးသားတစ်ယောက်ဟာကားမောင်းနေရင်နောက်ကြည့်မှန်တဲ့ကနေထိုင်ခုံခေါင်းမိကြားမှာကလေးမျက်နှာတစ်ခုကိုမြင်လိုက်ရပါတယ်သူဟာကြောက်ကြောက်လန့်လန့်နဲ့လမ်းဘေးကဆိုင်တစ်ခုမှာကားရက်ပြီးစစ်ဆေးခဲ့ပါတယ်ဒါပေမဲ့ကားထဲမှာဘယ်သူမှရှိမနေပါဘူးထူးဆန်းတာကတော့ကားတကားတွေအားလုံးပိတ်ထားပေမဲ့နောက်ခန်းကထိုင်ခုံတွေအားလုံးကအလိုအလျောက်ခောက်ချလျက်သာဖြစ်နေတာပါပဲဒီလိုဖြစ်ရက်ဒီဟာတာမန်မတော်တဆမှုတွေမဟုတ်ပဲတစုံတစ်ခုကလိုက်ပါလာတာမျိုးဖြစ်နိုင်တယ်လို့ယူဆစရာရှိပါတယ်ဟိုတယ်တစ်ခုမှာဆိုရင်လေအခန်းနံပါတ်10လောက်မှာရှိတဲ့အခန်းတစ်ခုကိုတန့်ရှင်းရေးလုပ်မယ်ဆိုရင်ဝန်ထမ်း2ယောက်ကခါးမှာကြိုးတစ်ချောင်းတည်းနဲ့အတူတူချီနှောင်ပြီးမှဝင်ကြရတာမျိုးရှိပါတယ်ဒါဟာအဲ့ဒီအခန်းထဲမှာတယောက်တည်းဝင်လို့မရတဲ့အန်ဒီယေတစ်ခုခုရှိနေလို့ပါပဲယခင်ကအဲ့ဒီအခန်းထဲမှာတညအိတ်ခဲတဲ့မန်နေဂျာတယောက်ဟာနောက်တစ်နေ့မှာစိတ်ကြောင်ကတန်းနေဖြစ်ပြီးအလုတ်ကနေထွက်သွားခဲ့ရပူပါတယ်ဒီလိုဖြစ်ရက်တွေကမမြင်ရတဲ့ဝိညာဉ်လောကဟာကျွန်တော်တို့နဲ့အနီးဆုံးမှာရှိနေတယ်ဆိုတာကိုသတိပေးနေပါတယ်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာလည်းအခုလိုထူးဆန်းတဲ့အတန်တွေဒါမှမဟုတ်အလိုအလျောက်ပွင့်သွားတဲ့တကားတွေရှိနေပြီလားဆိုတာသတိထားကြည့်စေချင်ပါတယ်ဒီလိုလျှို့ဝှက်စမ်းကြယ်တဲ့ဖြစ်ရက်တွေကတော့နောက်အနာဂတ်မှာလည်းဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်ပါတယ်